အားလုံးပဲမင်္ဂလာပါဗျာအကြောင်းမျိုးမျိုးကြောင့်ကိုယ်တိုင်ရိုက်ခွင့်မရလိုက်တဲ့အမှတ်တရဓာတ်ပုံလေးတွေကိုအခုဆိုရင်နည်းပညာနဲ့စိတ်ကြိုက်ဖန်တီးလို့ရနေပြီဆိုတာသိကြပြီးပြီလားခင်ဗျာမိသားစုဓာတ်ပုံတွေမင်္ဂလာဆောင်တဲ့ pruning ပုံတွေတင်မကဘူးအဝေးရောက်နေတဲ့ချစ်သူတွေအတွက်စုံလွဲပုံလေးတွေစိတ်ငုတ်သမားလေးတွေအတွက်အလန်းစား portrait တွေနဲ့တတမီမီတို့ရဲ့မွေးနေ့အမှတ်တရပုံတွေကိုပါကျွန်တော်တို့ collection မှာစိတ်ကြိုက်ဖန်တီးပေးနေပါပြီကိုယ်တိုင်လုပ်ကြည့်ချင်တဲ့သူတွေအတွက်လည်းကျွန်တော်တို့ကတပုံချင်းစီရဲ့အောက်မှာတုံးထားတဲ့ prompt လေးတွေကို free sharing အနေနဲ့ရေးပေးထားပါတယ်နော်ဒါပေမဲ့နည်းပညာပိုင်းအခက်အခဲရှိလို့ပဲဖြစ်ဖြစ်အလုပ်အားလို့ကိုယ်တိုင်မလုပ်နိုင်တဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့က premium service အနေနဲ့ဝန်ဆောင်မှုပေးပါတယ်မိမိတို့ရဲ့မျက်နှာပုံစံအတိုင်းကိုလိုချင်တဲ့ဝတ်စုံဒီဇိုင်းအတိုင်းရအောင်အသေးစိတ်ဖန်တီးပေးတာဖြစ်လို့စိတ်တိုင်းကျစေရပါမယ်ဗျဈေးနှုန်းနဲ့အသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့အခုပဲ message box မှာလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျအားလုံးကိုစောင့်နေပါမယ်နော်